ဒီကနေ့ကနေစပြီးတော့ခုနှစ်အတွင်းမှာငွေဝင်လာစီမဲ့ရတရားလေးတစ်မျိုးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဘာကြောင့်ပေါ့နော်ဒီကျွန်တော်ဒီငွေဝင်ရတရားလေးတွေကိုဒီရက်ပိုင်းလေးတွေမှာပေါ့ခက်စိတ်စိတ်လေးတွေတင်ပေးနေတယ်လေဆိုတော့ဒီကာလမှာပေါ့နော်အားလုံးပဲငွေကြီးနဲ့ပတ်သက်ရင်အခက်အခဲကြုံကြတာတွေရှိတယ်အဲ့တော့အိမ်ကိစ္စမှာအခက်အခဲဖြစ်တယ်အလုပ်ကိစ္စမှာအခက်အခဲဖြစ်တယ်လုပ်ငန်းတိုးချဲ့ဖို့အခက်အခဲဖြစ်နေတယ်စသဖြင့်ပေါ့အခက်အခဲမျိုးစုံကြုံတယ်ပေါ့အဲ့လိုကြုံရတဲ့အခက်အခဲတွေအများစုပါပေါ့နော်အများစုဆိုရင်69%လောက်ကငွေကြီးနဲ့ဖြည့်ရှင်းပြည်တယ်သွားနိုင်တဲ့ပြဿနာတွေဖြစ်ပါတယ်အဲ့တော့ဒါကြောင့်ဒီရက်ပိုင်းမှာပေါ့နော်ကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ရေတရားလေးတွေငွေဝင်ရေတရားလေးတွေကိုခက်စိတ်စိတ်လေးတင်ပြီးမှဖြစ်ပါတယ်အခုဒီငွေဝင်ရတရားပေါ့ဒီဗီဒီယိုစကြည့်တဲ့နေ့ကနေစပြီးတော့ကြိုက်တဲ့အချိန်မှာစလုပ်လိုက်ပေါ့နော်အဲဒီဗီဒီယိုကြည့်ပြီးတဲ့နဲ့စလုပ်လေရတယ်ရတရားအရင်လွယ်တယ်လိုအပ်မဲ့ပစ္စည်းကခောက်ဆွဲစားမဲ့တူလေးတစ်စုံလုံးပဲပေါ့ဒါဒီတူလေးတစ်စုံလုံးပဲပြီးရင်ဒါငွေတရက်လုံးပဲပေါ့အဲ့တော့ငွေတရက်ကကိုတက်နိုင်တဲ့ပမာဏဖြစ်မယ်1000နဲ့9000နဲ့1000နဲ့အဆင်ပြေတရွေ့ရွေ့တွေကိုတုံးလို့ရတယ်တခုရှိတာကဒီရတရားပထမဆုံးချိန်ကလောက်တာဒီအိမ်မှာဖြစ်မယ်ကိုယ့်ရဲ့အလုပ်ထရမ်းနေကြည့်နေနဲ့ဒါကြုံလို့လုပ်လိုက်တာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့ဒါပေမဲ့ဒီသုံးတဲ့ပတ်စံပေါ့ရတရားမှာသုံးထားတဲ့ပတ်စံကို9ရက်တိတိမသုံးတော့ဘူးစားလုပ်တဲ့နေ့ကနေ9ရက်တိတိမသုံးတော့ဘူးကိုသွားလျက်လာလျက်ပါမယ်ဒီတူလေးတစ်စုံနဲ့သွားလျက်လာလျက်အိတ်ထဲမှာအစင်နဲ့ထည့်ထားမယ်အဲ့တော့ကြိုက်တဲ့နေ့ကြိုက်တဲ့အချိန်မှာစတင်ပြီးလုပ်လို့ရတယ်ဒီကနေ့စားလို့ရင်တော့အကောင်းဆုံးပေါ့ဒီပတ်စံတွေကိုဒီလိုစပွဲမှာတင်လို့လေးရတယ်လက်ပေါ်တင်ပြီးတော့ဒီတူလေးနဲ့ခေါင်းဆွဲစားတဲ့တူလေးနဲ့ခောက်မယ်ပေါ့နော်အဲ့တော့ဒါငွေများများဝင်ပါသည်ငွေများများဝင်ပါသည်တစ်ချိန်ခောက်ရင်10ချက်ခောက်ရမယ်10ချက်ခောက်10ကပြောပေါ့နော်ဒီလိုမျိုးပြောပြရမှာအဲ့တော့ငွေများများဝင်ပါစေ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 အဲ့ဒီလိုမျိုးပေါ့10ချက်ပြအောင်ခောက်အောင်ခောက်ပြီးလို့ရှိရင်ဒီပတ်စံကိုသူတင်ထားရမယ်အဲ့တော့ကျွန်တော်တို့မြန်မာစကားမှာရှိတယ်ကိုဖော်တဲ့ဈေးကိုကိုစားတယ်ဆိုတဲ့စကားရှိတယ်ပေါ့နော်အဲ့တော့ဗာလဲဆိုတော့ဒီအခုကျွန်တော်ဒီမှာဒီပတ်စံကိုကျွန်တော်ခောက်လိုက်ပြီးသူဒါကျွန်တော်သူကရေရာပတ်စံအဖြစ်နဲ့ဒါတတ်မှတ်လိုက်သလိုဖြစ်သွားပြီအဲ့တော့ဒီပတ်စံကိုကျွန်တော်ဒါနောက်ရက်ဒီလဲကျွန်တော်ကိုယ်တိုင်နဲ့ဒါကိုဆက်ပြီးတော့ခောက်အောင်မှာဖြစ်ပါတယ်ဒီပတ်စံကိုလည်းကျွန်တော်မသုံးမဲနဲ့ဒီတန်ခွဲဖက်ပြီးတော့တင်ထားမှာဖြစ်ပါတယ်အဲ့တော့ဒိန်းသားဆိုဒီတန်ပေါ်တနေရာမှာဒိန်းနာမျိုးမှုပဲနဲ့ဒါကိုယ့်ရဲ့ပတ်စံအိမ်မှာဘေးအကန်အိတ်လိုဟာမျိုးမှာဒီတန်ခွဲထည့်တာလားမျိုးပြောတာပေါ့နော်အဲ့ပတ်စံကိုထုတ်မယ်ခောက်မယ်အဲ့တော့အကိန်းများတစ်မှာနော်မိတ်ဆွေမှာငွေကြီးနဲ့ပတ်သက်လို့တော်တော်ကြီးကိုခက်ခဲမှုတွေကြုံနေရတယ်ဆိုတော့ဒီရေတရားကိုတစ်နေ့ကို9ချိန်ကနေ10ချိန်ထိလုပ်လို့ရပါတယ်အဲ့တော့ရုံကြည်နဲ့လုပ်ကြည့်ပါဒီကနေ့ကနေစမယ်9ရက်အတွင်းပေါ့နော်အဲ့တော့ဒီရေတရားကိုလိုက်လို့ကြည့်လို့9ရက်အတွင်းမှာပေါ့နော်ငွေဝင်လာတဲ့သူတွေထူးခြားမှုတွေရှိတယ်ဆိုရင်လည်းဒီဗီဒီယိုလေးမှာလာပြီးတော့မှန်ပေးခဲ့ပါအောင်ခုနှစ်သားမီးများအားလုံးငွေကင်ကြီးကနေပွင့်လန်းပြီးတော့မှငွေကြီးအခက်ခဲအကျက်တဲတွေကနေအများဆုံးလွတ်မြောက်ကြပါစေလို့ဆုတောင်းမေတ္တာပြုပေးလိုက်ပါတယ်ကျွန်တော်ကတော့ဆရာအမင်းညိုမြန်မာ UAP ပညာဖြစ်ပါတယ်ကျွန်တော်စီမှာတင်းရဲ့တကွေးစားပေါ့နော်ကန်ဆာတာကိုမွေးနေ့တက္ကသိုလ်နေနိုင်တဲ့တကွာအတိအကျတွက်ချက်ပြီးတော့မေးမြန်းခြင်းနဲ့ဆိုလို့ရှိရင်เนาะကျွန်တော်ရဲ့မြန်မာ UAP ပညာ Facebook page CB မှာဆက်သွယ်ဆင်းပေးပြီးတော့မေးမြန်းလို့ရပါတယ်